forex trading ဆိုတာကိုအလွယ်ပြပြကြည့်မယ် forex ဆိုတာကတော့ forex exchange ကိုအတူကောက်ခေါ်တာဖြစ်ပြီးတော့နိုင်ငံခြားငွေကြေးတစ်ခုနဲ့တစ်ခုအယောင်းဝယ်လုပ်တာပါအဲ့ဒါတွေအပြင်ရွှေရေနံနဲ့အခြားကုန်ပစ္စည်းတွေကိုလည်းအယောင်းဝယ်လုပ်လို့ရပါတယ် online trading ဖြစ်တဲ့အတွက် trading account တစ်ခုနဲ့အဝယ်အယောင်းလုပ်ရတာပါမြင်အောင်ပြောရမယ်ဆိုရင်မြန်မာလေးပတ်ကားဈေးကွက်နဲ့ပုံစံတူပြီးတော့မတူတာကတော့ regulator တွေနဲ့ခိုင်မာအောင် globally manage လုပ်ထားတာပါအဲ့တော့လေးပတ်ကားလိုပဲပစ္စည်းတကယ်ဝယ်ကြမလို့ပဲနဲ့ဈေးတန်းကိုပဲ order တင်ပြီးရောင်းဝယ်လုပ်ရုံပါပဲဥပမာကမ္ဘာရွှေတအောင်စရဲ့ဈေးနှုန်းကတအောင်စကို US ဒေါ်လာ2900အဲ့တော့ကိုယ့်စီမှာ2900ဒေါ်လာရှိစရာမလိုဘူးကြိုက်တဲ့လောက်ဝယ်ရောင်းလုပ်လို့ရတယ်အဲ့တော့100အောင်စဝယ်ခြင်းနဲ့ဆိုရင်2900ဈေးတန်းမှာအဝယ် order တင်လိုက်ရုံပါပဲ2900ကနေရွှေဈေးက2910ဈေးတက်ခဲ့မယ်ဆိုရင်တအောင်စကို10ဒေါ်လာအမြတ်ကိုက100အောင်စဝယ်ထားတာဆိုတော့10ကို100နဲ့မျှရင်ဒေါ်လာ1000အမြတ်ပြနေမှာပါပြီးရင်အပြင်မှာဝယ်ရောင်းလုပ်တယ်လို့ပဲကိုကအမြတ်လိုချင်ရင်စိုင်မှာသွားပြီးတော့ရောင်းရတယ်လို့ကိုယ့်ရဲ့အဝယ် order ကိုပိတ်မှာခုနကအမြတ်1000ကကိုယ့်ရဲ့ trading account တွေကိုလာပေါင်းမှာဖြစ်ပါတယ်အဲ့တော့ပြောင်းပြန်ဈေးက2900ကနေ2890ကို10ဒေါ်လာဈေးကျခဲ့မယ်ဆိုရင်တအောင်စကို10ဒေါ်လာအရှုံးကိုက100အောင်စဝယ်ထားတာဆိုတော့ minus ဒေါ်လာ1000အရှုံးပြနေမှာပါအဲ့တော့ခုနကလိုပဲ order ကိုပိတ်မှာကိုယ့်ရဲ့ trading account တွေကနေလာပြီးနှုတ်ပါပါဈေးတန်းကိုပဲဝယ်ရောင်းလုပ်ပြီးတော့တကယ်အမြတ်အရှုံးက order ပိတ်မှအပေါင်းအနှုတ်လောက်တာမို့လို့ကိုအမြတ်အရှုံးရခြင်းတဲ့ပမာဏတစ်ခုတော့ trading account ထဲမှာရှိဖို့လိုပါလိမ့်မယ်အသေးစိတ်ထပ်ပြီးသိချင်ရင်တော့ forex trading အကြောင်းရှင်းပြထားတဲ့ brother တွေဆရာတွေစီမှာသွားပြီးရှာဖွေလေ့လာလို့ရပါတယ်ဘယ်လိုလူမျိုးတွေလောက်ကင်တင်လဲဆိုတာနောက်ဗီဒီယိုမှာထပ်ပြောပေးပါမယ်ကျေးဇူးတင်ပါတယ် follow for more